အင်္ဂလိပ်စာနဲ့သင်ချာပဲသင်တဲ့အကြောင်းကိုပဲသွားချင်တာဒါပေမဲ့အခုဒီဂုံကိုတက်ပြီးတဲ့အခါကျတော့သွားချင်မှုဆိုတဲ့ reason သူ့မှာမရှိတော့ဘူးမတက်ခင်နဲ့တက်ပြီးရတော့တော်ကွာမတက်ခင်တော့ကတော့ तू ကမြန်မာစာဆိုတာနဲ့ကို तू ကကြောက်တာမြန်မာစာဆို तू မသင်ချင်ဘူးမြန်မာစာနဲ့ပတ်သက်တဲ့လူမှုရေးလို့ဆိုရင်မြန်မာလိုသင်ရတယ်သိပ္ပံဆိုလည်းမြန်မာလိုသင်ရအဲ့ဟာတွေကို तू ကဘာလို့မှမသင်ချင်တာအင်္ဂလိပ်စာနဲ့သင်ချာပဲသင်တဲ့အကြောင်းကိုပဲ तू သွားချင်တာဒါပေမဲ့အခုဒီဂုံကိုတက်ပြီးတဲ့အခါကျတော့ဒီကိုမသွားချင်ဘူးဆိုတဲ့ reason သူ့မှာမရှိတော့ဘူးမြန်မာစာနဲ့ပတ်သက်တဲ့လူမှုရေးတွေသိပ္ပံတွေအစား तू ကရလာတာပေါ့နော်သို့တော်လည်း teacher ဖြူလို့ကိုမပါမေးတယ်ပေါ့ teacher မပါတို့ဒါလေးကိုပြန်ပြီးတော့အိမ်ကျရင် homework ပြန်လုပ်မှာ homework ပြန်လုပ်ဆရာမလိုအောင် teacher တို့ရှင်မှာအခုဆိုရင်စာရွက်စာတမ်းတွေအစုံမဲ့လေအဲ့ဟာလေးတွေမပါတို့လေ့ကျင့်ရရှိတယ်နောက်တစ်ခုက teacher ဖြူမကိုပြောတဲ့ဟာရှိတယ်သူတို့ရဲ့ဒီ listening skill ပေါ့အဲ့ဒါလေးနားထောင်လို့လွယ်အောင်လို့ဆိုပြီးတော့ तू ကဏန်းလေးတွေကိုဖုန်းနံပါတ်ကလေးတွေလေအဲ့ဒါလေးတွေကိုရေးပေးတယ်ပြီးတော့သူတို့အနောက်ကနေလိုက်ရေးရတယ်ဆိုတဲ့ဟာလေးအဲ့ဒါလေးအချက်ကလေးပေါ့မြန်မာစာလို့ပြောပြီးမဲ့သူကမြန်မာစာတစ်ခုတည်းမဟုတ်ဘဲနဲ့သင်ချာပိုင်းလေးတွေ listening ပိုင်းလေးတွေအစားသင်ပေးတာပေါ့နော်ဒါဘတ်စုံလေးဖွင့်ပြအောင်လုပ်ပေးတယ်လို့ပဲမြင်ပါတယ်